ဟိုင်းရှိကလေးတို့ရေဒီနေ့အိမ်မှာအာလူးနဲ့ကြက်ဥရှင်ဟင်းလေးကိုချက်စားဖြစ်ပါတယ်ရှင်အာလူးလေးတွေကိုအနေတော်တုံးထားပေးလိုက်ပါတယ်ရှင်အာလူးရပြီဆိုရင်ခရမ်းသီးလေးတွေကိုလည်းအနေတော်တုံးထားလိုက်ပါတယ်ပြီးရင်တော့ကြက်သွန်ဖြူကြက်သွန်နီငုတ်သီးစိမ်းတို့ကိုစုံနှန်းကိုထည့်ပြီးတော့ထောင်းလိုက်ပါတယ်ရှင်ဘူးတွေကလက်ကျန်စီလေးတွေကိုရှစ်ကုပ်ပြီးထည့်လိုက်ပါတယ်ငပိနဲ့ထောင်းထားတာလေးတွေကိုစီတက်ပါမယ်ရှင်စားဟင်းခမ်းမုံနနွင်းမုံအယောင်နေမုံတို့ကိုထည့်ပြီးတော့မှွေပေးလိုက်ပါတယ်ပြီးရင်တော့အာလူးလေးတွေကိုထည့်ပြီးတော့စီတက်ပါမယ်ရှင်ရေအနှဲငယ်နဲ့မကြီးမဲ့ရေလေးကိုထည့်လိုက်ပါတယ်ရှင်ရေဆူလာပြီဆိုရင်ကြက်ဥပြုတ်ထားတာလေးတွေကိုထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့ခရမ်းသီးလေးတစ်လုံးကဟိုမရောက်ဒီမရောက်ဖြစ်နေတာနဲ့ထည့်လိုက်ပါတယ်ရှင်အဖုံးအုပ်ပြီးတော့ရှက်ထားပေးလိုက်ပါတယ်ရှင်ရှင်ဖြုံဖြုံလေးနဲ့အရန်စားလို့ကောင်းတဲ့ကြက်ဥရှင်ဟင်းလေးရပါပြီရှင်